လည်းတော့အောင်ဆွမဲ့ဆောင်ရွက်ခဲ့ကြပြီးဒီကနေ့ခေတ်မှာတော့အိုင်စတိုင်းရဲ့ရေဘူးရနိုင်ရ theory မျိုးကိုခေတ်ရဲ့ theory မျိုးအသုံးပြုကြပြီးစကြဝဠာတွေကယူနီယာမှုတွေကိုသိကြစွာတွက်ချက်နိုင်ပြီဖြစ်ပါတယ်။ ये बना हैဒီပညာတွေဒီလိုပဲကြောင်းလဲတိုးတက်နေပါစေကျွန်တော်တို့ရဲ့စကြဝဠာကြီးကတော့ထူးခြားနာမည်တဲ့ဘေးကြီးတစ်ခုဖြစ်ရှိနေစေဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နေဖွဲ့စည်းအတွင်းကဂျိုတွေအားလုံးဟာနေပုံလက်ပတ်နေကြပါတယ်ကစားပွဲကမယ်ရီဂိုရောင်းနဲ့တူညီတဲ့နေရာမှာကိုလည်းဒီနေရာမှာသိရှိနိုင်ပါတယ်ဂျိုတွေဟာပတ်တာပုံမြန်လာလေလေနေကနေပိုပြီးဆွေးနွေးလာနေပါပဲဒီဆွေးအားပါပဲဂျိုတွေကိုနေစီဆွေးနွေးထားပြီးသူတို့ရဲ့သက်ဆိုင်ရာဂျိုဝဲလန်အတွင်းမှာသိရှိနေစေပါတယ်နေနဲ့ဝေးတဲ့ဂျိုတစ်ခုကနေနားမှာရှိနေတာကပုံနေတဲ့ကျွဲကင်အားကတက်ရောက်နေမှာဖြစ်ပါတယ်ဒါကြောင့်ပလန်ထဲမှာရှိနေလို့ဆိုရင်နေနဲ့ဝေးဆုံးမှာရှိနေတဲ့ဂျိုတွေဟာပုံမူလေးခွေးစွာလက်ပတ်နေရမှာဖြစ်ပြီးဒီလိုမှမဟုတ်ရင်တော့နေဖွဲ့စည်းတွင်းကနေတွင်းထွက်သွားမှာဖြစ်ပါတယ်ဒါဟာကစားပွဲမှာဆော်တဲ့သဘောတရားနဲ့အတူတူပဲဖြစ်ပါတယ်ကစားပွဲရဲ့အဆုံးမှာကျန်နေတဲ့ကလေးတွေဟာအမြန်ဆုံးပြေးမှသာ၎င်းတို့ရဲ့ဒီနေရာကိုထိန်းထားနိုင်တာဖြစ်ပါတယ်။အကွာအဝေးနဲ့အမြန်ဆုံးကြကဆက်ဆက်မှုကိုလိုဗန်နက်စကပရာကစက်ပုံများစုမှာပေါ်ထုတ်ခဲ့ပါတယ်။အဆိုပါဥပဒေကိုကပလာရဲ့ဂျုံညာယူနီယာမှုဥပဒေလို့ခေါ်ဆိုကြပါတယ်။တိတ်မကြခင်မှာပဲအိုက်ဆက်ယူနိုကသူ့ရဲ့ law of universal gravitation ကိုလုပ်ပြီးဒီစက်ဆက်မှုကိုပြင်ချပြီးကြရှင်းပြနိုင်ခဲ့ပါတယ်။ဒီပေါင်းနေရာတော့အကြောင်းတော့ Albert Einstein ဟာသူ့ရဲ့ခြေဘူးရနိုင်ရ theory ကိုအသုံးပြုပြီးဆက်ဆက်မှုတွေကိုပုံမူတိကျစွာဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ယနေ့ဒီမှာတော့အဆိုပါဥပဒေတွေကိုအသုံးပြုပြီးဂျိုရီလာတွေခောက်ကပြန်နေကျဲကွန်တွေနဲ့ဂျိုလူတွေလိုအာဃာတအရာဝတ္ထုတွေရဲ့ရွေးလျားမှုတွေကိုကြိုတင်ခံမှန်းနိုင်ပြီဖြစ်ပါတယ်။ကဘာနေနေနေဖွဲ့စည်းဆိုတာတွေကကျမတို့ငါးမိနစ်ကလေးစင်ကြီးရဲ့အစိတ်ပိုင်းတွေဖြစ်ပါတယ်